အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မြန်မာ crafter ရဲ့ cheaper craft season 3 download file လေးကိုလုပ်ပြမှာဖြစ်ပါတယ်ထုံးစံအတိုင်းဒီ description ကလင်းလေးကို copy ကူးပြရနဲ့ Chrome တို့မဟုတ် Google မှာရိုက်ရှာလိုက်ပါအဲ့ဒါဆိုရပါတယ်ပြီးရင်ကျွန်တော်တို့ Play Store ထဲကိုသွားမယ်ပြီးရင် EA file manager ဆိုတာလေးကိုထောင်းပြီးလိုက်ပါကျွန်တော်ကတော့ထောင်းပြီးသွားပြီချက်တော့အခုဒီလိုရလာပါရလာရင်တော့ဝင်လိုက်ပါတနေ့တော့ဆော့ဝင်လိုက်ပြီးအမှားချက်လေးနေပြီးလိုက်ပါကိုနိုင်ညို့မဟုတ်ပါဘူးမှားပါလို့ပါမှားလေးကိုနေပြီး skip လေးကိုနေပြီးလိုက်ပါပြီးရင် download ဆိုအောက်ဆုံးက download ဆို folder လေးကိုသွားလိုက်ပါသွားပြီးရတယ်ကျွန်တော်down ထားတဲ့ cheaper craft mmc boss ဆိုတာလေးကိုတစ်ချက်နေပြီးလိုက်ပါအဲ့ဒါလေးတစ်ချက်နေလိုက်လို့ဟိုလိုအဲ့ zip ဖြေခိုင်းနေအဲ့ဟာလေးကိုဖိလိုက်ပါဖိပြီးရတဲ့ rename လေးကိုနှိပ်လိုက်ပါ rename လေးကိုနှိပ်ပြီးသွားတဲ့ဒီ zip ဆိုတဲ့နေရာလေးမှာ zip ဆိုရချက်လိုက်ပြီးအဆက်လေးကိုပါချက်လိုက်ပြီး okay လေးကိုနှိပ်လိုက် okay လေးနှိပ်ပြီးရတဲ့အဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဆိုတော့သူ့ဘာကို Minecraft လေးကို auto ပြောင်းပေးပါလိမ့်မယ်ဗါလေauto တော့ပြောင်းမပေးဘူးကျွန်တော်ကalways လာမသိအဲ့ဒါလေးလောက်ထားလို့ပါဘော import start ချက်တယ်ပြီပြီး finish review လေးလို့ပေါ်လာလို့ရှိရင်ဝင်ဆော့လို့ရပါတယ်anyway ပဲနေပြီလားဒီနေ့ဆော့မယ်လေလဲကြာနေပါပြီloading result 7 not trust divide အဖြစ်တာလည်းမသိဘူးကျွန်တော်ပြန်ဝင်ပြပါမယ်အဖြစ်တာလည်းမသိဘူးဗျဘာရှင်းမကြိုက်လို့တော့မသိပါဘူးနည်းစောင့်လိုက်ဦးမယ်နည်းလေးတော့ကြာတယ်အဲ့တော့ game နဲ့ရောက်မှာပဲပြတော့မယ်တရားအကူကတော့နည်းနည်းတော့ကြာနေပြီမလို့အားလုံးပဲအခု game နဲ့ကိုရောက်ပါပြီကျွန်တော်ခလုတ်ကြဘယ်လိုကြီးပေါ်နေလဲမသိဘူးကအဖြစ်တော့အားလုံးတောင်းပါဒီမှာတော့မြန်မာ crafter wall ရဲ့ရောက်သွားပြီပဲဖြစ်crafter wall ပါဒီမှာဟွာဗာလေအတော်လောက်တဲ့လူဘယ်သူလဲကျွန်တော်မသိတော့ဘူးဒီကတော့ကျွန်တော်ဒီ one month တော့တင်တော့ရှာတာဒီမှာ crafter ယူအောင်လေးကိုတက်ပေးလိုက်ရဲ့စင်တန်ကြီးပေါ်လာပြီးတော့မှဒီမှာ crafter ကြီးထွက်လာပါလိမ့်မယ်အဲ့တော့တော့ရဲ့ထုံးလိုက်တိုင်းလေးပဲပြလို့ရမလား creative mode creative mode ရှင်းလို့မရဘူးအတော့ကောင်းလိုက်မလေးတန်ကြီးတော့ကြောက်စရာကြီးပဲကောင်းတည်ရင်ရတယ်တူတယ်ရင်းသေးပြီလားပဲဒီရောသူ့ဘာကိုသေးနေရဝိညာဉ်တက်လာလားမင်းကရောမင်းကြောင်းလဲငါမိုးဘော်ပြန်လို့ရတယ်မင်းပြန်လဲငါတော့မိုးဘော်ပြန်လို့ရတယ်မင်းမဲတင်ပါအခုpage လာအဲ့ဒါမင်း3ကြောင်းတော့မလားငါတိရရောမင်းတော့က easy ရောကွာလေဘွားနေထိုင်ရနေလို့တော့ရတယ် creative mode လေဒီ survival mode မှာမလို့ကြည့်ရနေတာဖားရည်တီကိုပဲဒီရှိမလားဒါမှမဖား disco ကနေပြီး
ပြောပါပါပြောပါရပြီးပါပါအားလုံးပဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲအားလုံးပဲ bye bye